ငါတို့အိမ်မှာအိမ်မှာမလားဟုတ်တယ်လေဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးငါပျော်လို့ပါဟာငါဒီမှာကားထိုးလိုက်မယ်နော်နေကားဖေးမအေးပါလို့ငါတို့အင်းကြီးလေးပြီးမုတ်သွားစားကြမယ်လေโอเคတော့မယ်လောက်ငါဒါနဲ့ဒီနေ့လေအရန်ပျော်နေသေးလားဘာလို့လဲဆိုငါစိတ်ထဲမှာတခုခုကိုပျော်နေတာအေးဟာငါမအင်းကြီးအပူတော့ပါတယ်အဲ့အင်းကြီးနဲ့ပဲသွားမယ်ထင်တယ်အေးပါလောက်သွားမယ်လေလို့အေးခဏအင်းကြီးလည်းမလို့ဆိုငါမလိုက်တာနင်တို့ပါခဲ့စားပဲပါမယ်လေလာငါပါအင်းကြီးလဲလာအောင်မယ်ဒီကတော့မနဲ့ကြရချူရဆိုမချူတော့ဟုတ်တော့ဆက်မှာဆိုလေအေးညီမပတ်စံရှိရမလားအေးရှိတယ်ငါမှ9000ရှိတယ်ဟာကိုယ်ဆိုင်မှာ350ပဲရှိတယ်မဟုတ်တယ်ဟုတ်လားစုံပဲနော်ဟုတ်ပါပဲအဲ့ဒါစုံကြီးလေငါဒီဆိုင်ကိုအရင်ကြိုက်တာဟာငါလေရွာနေပြီးတော့ကျွန်တော်လာပြီးတောက်ရတာအခုကမန်းလေးမှာစုတော့ဒီဆိုင်ကြိုက်တဲ့လောက်တောက်လို့ရပြီအဲ့တော့တောက်တငယ်ချင်းငါ1000နဲ့ဒေးကက်လေးပဲစားမယ်အရင်စားလို့ကောင်းအဲ့နင်းဟာလေးချိုကလက်ဟာလေးလား Oh my god အရင်စားလို့ကောင်းသီလားငါကွာလီအဲ့ဒါငါကိုရေးမဟုတ်ဘူးဟဲ့ဒါသူကဇုံမီတဲ့ဇုတ်ကားတဲ့ငါကဇုံမီလေးငါမဲသူ့မွေးစားထားတာအဲ့ဒါကိုသူကသူညမငါ့ကိုသူညမအရင်မှတ်နေရတာမသိဟာဟုတ်ပါရဲ့ရှေ့သမီးရှက်ဘူးသူကဟုတ်ပါအပီကမမန်ကြီးရပြီဒါကတော့မိမိရဲ့သူမလေးပဲဖြစ်ပါတယ်မိမိရဲ့အမဝမ်းခွဲမွေးထားတာပါဘာရှာတာမမမိမိကြီးမိုးထားတောင်းမယ်လားကျိုးတောင်းပါနဲ့သူတော်မသက်မရှိဘူးအဲ့ဒါလည်းသမီးထိုင်းနေတော့မဟုတ်သမီးကြီးမမဟုတ်တစ်ခုပဲရှိရပါဆိုအေးအဲ့မဟုတ်တစ်ခုပဲစားလေအညမလေးသူမကိုအဲ့လိုမျိုးမလုပ်ရဘူးနော်ဟုတ်ကဲ့အဲ့ပါအဲ့လိုပါပဲဟဲ့နော်သူမတွေအဲ့တိုင်းပဲသူတို့ပတ်ဆက်လို့ရကြတော့ငါစီရနဲတာတောင်းနေသူတို့စီမှာပတ်ဆက်ရှိလို့ငါမဟုတ်ပဲကြည့်ခိုင်း350တိုင်းဝယ်ခိုင်းမမတနေ့မှာ900ရတနေ့900ရသူ့ပေါ်ဟဲ့အဲ့ဒါသူ့မှာပြည့်နေရဟုတ်လားတော့ရလေဒီပါပြည့်ရတယ်ပြောမှလည်းပေါ့ခင်ငါတို့ကစားခွင့်သွားရအောင်တော့မလားသွားမယ်အပိုင်း3ကိုတင်ဆက်ပေးပါမယ်ရှင်အားလုံးပဲတသားပါ